ငါမှာယတနာရှာနိုင်တဲ့စနစ်ရှိတယ်အပိုင်း49ကျွန်တော်မှာ250တက်တန်းရှိတဲ့ဟာတော့မရှိပေမဲ့100တက်တန်းရှိတဲ့ဟာတော့ရှိတယ်ရဲဖန်ကထိုင်စရာနေရာရှာဖို့လုပ်နေချိန်မှာရှန်ကွန်လင်းတားမြတ်တာကိုခံလိုက်ရသည်ရှောင်းဖန်လေးဒီမှာလာထိုင်လေအဖိုးရှမ်းရဲ့စကားကြောင့်လူတိုင်းရဲ့အကြီးကရဲဖန်စီကိုရောက်နေကြကအားကျမှုတွေအပြည့်ဖြစ်နေသည်အဓိကဇပွဲဝိုင်းတွင်အဓိကရှမ်းမိသားစုဝင်အချို့နဲ့တီးတန့်ဖိတ်ကြားထားသောဧည့်သည်တချို့ထိုင်နေကြသည်ရှမ်းပိုင်ချမ်းပင်ထိုဇပွဲမှာထိုင်ခွင့်မရှိပေအဖိုးရှမ်းကရဲဖန်ကိုဘလောက်နေရပေးလဲဆိုတာသိတာသည်ရဲဖန်ကတော့ဒီလိုကင်းကြီးခန်းကြီးနိုင်တာမျိုးကိုမလိုချင်ပါသို့ပေမဲ့အဖိုးရှမ်းကသူ့ကိုဖိတ်ကြားတဲ့အတွက်သူကငင်းဆန်စရာမရှိပဲဝန်းထိုင်လိုက်သည်သူကထိုဇပွဲစီလျှောက်သွားတဲ့အခါရဲဖန်ကရှမ်းကွန်းလေးဘေးမှာထိုင်နေတဲ့ကျောင်းသခင်လေးကိုလှမ်းကြည့်လိုက်သည်ကျောင်းသခင်လေးမျက်နှာမှာအပြုံးတစ်ခုရှိနေပါတော့လဲသူ့မျက်လုံးတွေကစိတ်ထဲမှာတစ်ခုခုရှိနေသည်လားတစုံတရာကိုစိုးရိမ်နေပုံပေါ်သည်ရဲဖန်ကတောင်တတိထားမိတာကိုရှမ်းကွန်းလင်းကတတိမထားမိဘူးလားသုံးခါမြောက်တောက်ပြီးတဲ့အခါဖူလင်မင်းမစိတ်ထဲတစ်ခုခုရှိနေလို့များလားအဖိုးရှမ်းကရုတ်တရက်မေးလိုက်သည်ကျောင်းဖူလင်ကတခဏတော့အံ့ဩသွားသည်အဲ့ဒီနောက်သူကချက်ချင်းခါတက်တက်ပြုံးရင်းဖြေလိုက်သည်အဖိုးရှမ်းတောင်တိသွားတာလားကျွန်တော်မှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ဖေကလက်တလုံးမှာပြင်းထန်တဲ့အဖျားယောဂဝေဒနာတစ်ခုကိုခံစားနေရပြီးကယ်တင်လို့မရဖြစ်နေတာရှမ်းကွန်းလင်းကပြောသည်အဲ့လောက်တောင်ပဲလားမင်းဖေမှာဘလို့အဖျားယောဂများရှိနေတာလဲဒီအဖိုးအကြီးကထူးချွန်တဲ့ဆရာဝန်တချို့ကိုတီးတော့မိတ်ဆက်ပေးနိုင်ပါတယ်ကျောင်းဖူလင်ကခေါင်းကိုခါလိုက်သည်ကျွန်တော်တို့ပြည်နယ်ကအကောင်းဆုံးဆရာဝန်ကိုရှာထားပြီးပါပြီအဖေအခြေအနေကလည်းတည်ငြိမ်သွားပြီမဲ့အဲ့ဒီအဖျားယောဂပြင်းကအဖေရဲ့ကိုယ်ခံအားတွေကိုတော်တော်လေးပြင်းပြင်းထန်ထန်ထိခိုက်သွားတာပါဆရာဝန်ရဲ့ပြောကြားချက်အရဆိုရင်250တက်တန်းလောက်ရှိတဲ့အကောင်းဆုံးဂျင်းစင်းရိုင်းကိုရမှအခြေခံကိုယ်ခံအားနဲ့တွက်ကြွမှုကိုအစကနေပြန်ပြီးတည်ငြိမ်အောင်လုပ်နိုင်မှာလို့ပြောတယ်မဟုတ်ရင်အဖေကအကြာကြီးတောက်မခံနိုင်မှာစိုးရင်ရတယ်ရှန်ကွန်လင်းကချက်ချင်းတိတ်ဆိတ်သွားတော့သည်အခြားကိစ္စဆိုရင်တော့သူကူညီကောင်းကူညီပေးနိုင်သည်သို့ပေမဲ့250တက်တန်းရှိဂျင်းစင်းရိုင်းကတော့ပတ်စံနဲ့ဝယ်ယူလို့ရသည့်အရာမဟုတ်ပေ250တက်တန်းရှိတာမပြောနဲ့230ကတောင်မှအတော်လေးရှားပါသည်ကျောင်းဖူလင်ကတရင်ကတိတ်ဆိတ်သွားပြီးမှဆက်ပြောသည်အဖိုးရှမ်းမာကမိတ်ဆွေတွေအများကြီးရှိတာပဲဒီတရင်ကိုတစကားတစင်ကြားပြီးရအောင်ကူညီပေးပါဦးတကယ်လို့တယောက်ယောက်မှသာ250တက်တန်းရှိဂျင်းစင်းရိုင်းရှိနေမယ်ဆိုရင်ကျွန်တော်ရွမ်3တန်းပေးဝယ်ဖို့ဆန္ဒရှိပါတယ်ဒါအပြင်ကျောင်းမိသားစုဘက်ကိုအချိန်မရွေးတောင်းဆိုလို့ရမယ်တောင်းဆိုချက်အကြီးကြီးတစ်ခုကိုဖြည့်ဆည်းပေးပါမယ်ထိုစကားကိုပြောလိုက်တာနဲ့မွေးနေ့စားပွဲတစ်ခုလုံးကချက်ချင်းပွက်ပွက်ညံသွားသည်တကယ်တော့ရွမ်3တန်းလောက်ကစားဖွဲ့စရာမဟုတ်ပေရှန်ကွန်းလေးရဲ့မွေးနေ့ပွဲကိုတောင်တက်ရောက်နိုင်တဲ့လူတွေကအဲ့ဒီလောက်ငွေပမာဏလေးကိုဘသူကများဂရုစိုက်ပါလဲစိတ်ဝင်စားစရာကောင်းတာကကျောင်းမိသားစုဘက်မှဖြည့်ဆည်းပေးမိတောင်းဆိုမှုကြီးဖြစ်သည်ကျောင်းမိသားစုဟာကျုံရှမ်းပြည်နယ်ရဲ့အချမ်းသာဆုံးဖြစ်ပြီးသူတို့ရဲ့အာဏာကပြိုင်ဘက်ကင်းသည်သူတို့စီကမျက်နှာသာအကြီးကြီးရဖို့ဆိုတာငွေနဲ့တောင်နှိုင်းယှဉ်လို့မရတဲ့တာမန်ကိစ္စလေးမဟုတ်ပေ250တက်တန်းရှိဂျင်းစင်းရိုင်းသည်ရှားပါနေတာကြောင့်နှမျောစရာအခွင့်အရေးဖြစ်သွားသည်သူတို့ကကျောင်းမိသားစုနဲ့မိတ်ဆွေဖွဲ့ကျင်လင်းတောင်မှလုံနိုင်စွမ်းမရှိကြပေထိုအချိန်မှာပဲတခြားလုံးတိတ်တိတ်နေခဲ့တဲ့ရဲဖန်ကရုတ်တရက်ချပြောသည်250ဂျင်းစင်းရိုင်းကိုရမှဖြစ်မှာလားကျောင်းဖူလင်ကထိုလူငယ်လေးကိုပထမဆုံးကြည့်လိုက်သည်ဆရာဝန်ကတော့အနည်းဆုံး250ရှိရမယ်လို့ပြောတယ်မဟုတ်ရင်ဘာမှတက်ရောက်မှုရှိမှာမဟုတ်ဘူးတဲ့မင်းမာကနှစ်ဘလောက်တက်တန်းရှိလို့လဲရဲဖန်ကခေါင်းခါသည်ကျွန်တော်မှာ250တက်တန်းရှိတဲ့ဂျင်းစင်းရိုင်းမရှိပါဘူးသူစကားမဆုံးစင်ခင်မှာပဲနောက်စပွဲတစ်ခုမှာထိုင်နေတဲ့ကျန်းဆောင်ကျဲကအခွင့်အရေးယူပြီးသူ့ကိုလောင်ပြောင်လိုက်သည်ကျောင်းသခင်လေးခမ ्या ကသူ့ကိုအထင်ကြီးလွန်းနေပါပြီဒီလိုစစ်စင်းရဲပုံစံနဲ့သူ့မှာ
နှစ်90တက်တန်းရှိတဲ့ဂျင်းစင်ရိုင်းရှိမယ်ထင်လို့လားဟာဟာရဲဖန်ကသူ့ကိုလစ်လျူရှူထားလိုက်သည်ကျွန်တော်နှစ်90တက်တန်းဂျင်းစင်တော့မရှိပေမဲ့နှစ်100တက်တန်းဂျင်းစင်တော့ရှိပါတယ်အဲ့ဒါများသုံးလို့ရနိုင်မလားဘာကျောင်းဖူလင်ကထိုင်ကုန်ကနေချက်ချင်းထားရက်သည်အဲ့ဒီနောက်သူဟာရဲဖန်ရှိရာရှောက်လာပြီးအသက်ငယ်ပိုက်ကိုဂိုင်းသည့်အလားလက်ကိုတင်းကျပ်စွာဂိုင်းလိုက်သည်မင်းတကယ်ပြောတာလားရဲဖန်မျက်မှောင်ကျုပ်လိုက်သည်ကျောင်းသခင်လေးကျွန်တော်လက်နာနေပြီကျောင်းဖူလင်ကလက်ကိုချက်ချင်းလွှတ်ပေးပြီးတောင်းပန်လိုက်သည်တောင်းပန်ပါတယ်ငါရမ်းစိတ်လှုပ်ရှားသွားလို့ပါမင်းမတကယ်နှစ်100ချင်းစင်းရှိတာလားရဲဖန်ခေါင်းငိမ့်လိုက်သည်ကျွန်တော်ကားထဲမှာပါခုပဲသွားယူလိုက်ပါမယ်ဒါဆိုငါပါလိုက်ခင်မယ်ကျောင်းဖူလင်ကနည်းနည်းလေးမှထပ်မဆောင်ကျင်တာကြောင့်မြန်မြန်ပဲရဲဖန်အနောက်ကနေလိုက်သွားလိုက်သည်ရှမ်းကွန်းလင်းကလည်းတိကျင်တာကြောင့်ထပြီးအနောက်ကလိုက်သွားသည်ပွဲရဲ့စီစဉ်သူကထမှာတော့စားပွဲတွေကဧည့်သည်တွေကလည်းအလိုလျောက်ထလာကြသည်လူအုပ်ကြီးကကားပါကင်စီသို့ရောက်လာကြသည်ရဲဖန်ရဲ့ဖာရာဒီအန်ဆိုကိုတွေးတဲ့အခါသူတို့တော်တော်များများကအံ့ဩသွားကြသည်သူတို့ကဒီလူငယ်လေးကိုဒီလောက်ထိချမ်းသာမယ်လို့ထင်မထားကြပေရွှမ်တန်းဆဲချီတဲ့ကားကောင်းစားမျိုးကိုတာမန်လူတစ်ယောက်ကဝယ်ဖို့တတ်နိုင်မှာမဟုတ်ပေရဲဖန်ကအခြားသူတွေရဲ့အတွေးကိုဂရုမစိုက်ဘဲကားဖုံးကိုဖွင့်ကရွှွနေပေးနေတဲ့ပလတ်စတစ်အိတ်ကိုထုတ်လိုက်သည်လူတိုင်းကထိုးအိတ်ကိုမြင်တဲ့အခါကြောင်အသွားသည်ဒီကောင်လေးကအဖိုးဖြတ်မရတဲ့ဂျင်းစင်းရိုင်းကိုအမှားအိတ်ထဲမှာထည့်ထားတာလားရဲဖန်ကချက်ချင်းသူတို့စိတ်ထဲကမေးခွန်းကိုဖြေပေးလိုက်သည်သူကပလတ်စတစ်အိတ်ကိုဖွင့်လိုက်တဲ့အခါလက်တက်ဖွားရွယ်ဂျင်းစင်းရိုင်းကထွက်လာပြီးလူတိုင်းကအသက်ရှူတွေမှာကုန်ကြသည်သူတို့ဟာကဘာပေါ်ကဘယ်အရာမဆိုမြင်ဘူးပေမဲ့ကြီးမားပြီးလုံးဝကိုအရိုင်းဖြစ်တဲ့ဂျင်းစင်းမင်ကိုမတွေ့ဘူးကြပေကျောင်းဖူလင်ကစိတ်လှုပ်ရှားပြီးဂျင်းစင်းရိုင်းကိုချက်ချင်းဆွဲယူလိုက်သည်အဲ့ဒီနောက်သူဟာဖုန်းကိုထုတ်ပြီးကျောင်းမိသားစုငှားရမ်းထားတဲ့အစွမ်းထက်ဆရာဝန်ကိုဖုန်းခေါ်လိုက်သည်မကြခင်မှာပညာရှိတရုတ်ဆေးဒေါက်တာကြီးကဖုန်းမျက်နှာပြင်ပေါ်မှာပေါ်လာသည်ထိုလူအိုကြီးကရင်နွေးချမ်းကိုဖြည်းဖြည်းချင်းတောက်သည်ကျောင်းသခင်လေးကျွန်တော်ကိုဘာအတွက်များလို့ရှိပါသလဲကျောင်းဖူလင်ကမြန်မြန်ပြောလိုက်သည်ဆရာသခင်ကြီးရှူကျုံးဟိုင်မှာဂျင်းစင်းကိုတွေးခဲ့ပါပြီဒါနဲ့အဖေရဲ့အဖျားယောဂါကိုကုပေးလို့ရနိုင်မလားဆရာသခင်ကြီးရှူကပညာရှိပမာသူ့မုတ်စိတ်ကိုပွင့်နေသည်ကျွန်တော်ကတော့သခင်လေးကိုအချိန်မဖြုံးဖို့ပြောချင်ပါတယ်90တက်တန်းရှိတဲ့ဂျင်းစင်းကအခုဆိုမျိုးတုံးနေပါပြီတကယ်လို့သခင်လေးကိုရောင်းတဲ့လူက90တက်တန်းလို့ပြောတယ်ဆိုရင်သူကသခင်လေးကိုလိမ့်စားနေတာပါကျောင်းဖူလင်ကချက်ချင်းဖုန်းကနေဂျင်းစင်းရိုင်းကိုပြလိုက်တယ်သူပြောတာတော့ဒါကနှစ်100ဂျင်းစင်းနဲ့ဆရာသခင်ကြီးရှုကဂျင်းစင်းရိုင်းကိုအလေးမထားဟန်ဖြင့်ကြည့်လိုက်သည်ဟာဟာနှစ်100တယ်လားဘလို့အဓိပ္ပာယ်မရှိတာလဲသူစကားတဝက်ပဲရှိသေးပေမဲ့ရင်းနှွေးချမ်းတွေပြန်ထွက်လာကြတော့သည်